သူတော်ကောင်းတို့ခင်ဗျာသီလကိုတမာတိကိုပညာကိုတို့ဖြင့်ပြည့်စုံတော်မူသောဓမ္မဒါယသာသနာစင်တာတိုက်ရုပ်ဆရာတော်ဘုရားထံကတရဏဂုံ၃ပါးနှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုခံယူစောင့်တည်ကြရန်အတွက်ဩဃာတကရောကျိုးဖြင့်ဤညာဖြတ်ကရောကြပါစို့ခင်ဗျာဘုရားတရားတန်ခါယရဏမြတ်တို့ပါမိဘဆရာသမားတို့အားချိုသည်မြတ်တို့လက်ဆိုမိုး၍ချစ်ခိုးပူဇော်ပူမြောင်းမလျော့ကြောကြရခြင်းတည်ဟူသောပူဇော်ဝန်တတက္ကိစ္စခါရဝကောင်းမှုကုသိုလ်ကံစေရနာအထူးအားဖြင့်ယနေ့ယခုအတိအသီးပြုလို့အားထုတ်ကြရသောမန္တလေးမြို့တော်ဝင်းမင်းအေးတော်မြင့်မြင့်ဝေမိသားစုတို့၏ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအားကံထက်ခြင်းသိက္ခာပရပူဇာလူတော်မင်္ဂလာအခမ်းအနား၎င်းအလူတော်မင်္ဂလာအခမ်းအနားနှင့်ဆက်လျက်၍သံဃာတော်ရှင်သူမြတ်တို့အားသင်္ကန်းနှင့်ဝတ္ထုဝေတို့မှဖြစ်ပေါ်လာသောပစ္စည်းလေးပါတို့ကိုလူတန်းခြင်းဓမ္မပူဇာတို့ကိုလူတန်းခြင်းတည်ဟူသောဒါနကောင်းမှုကုသိုလ်ကံစေရနာမိဘများဖြစ်ကြသောတန်လွင်တော်အေးကြီးတို့အားဥထား၍မကွေးမျိုးဥဆိုင်ဘိုဟံဒေါ်တိတာသာမင်းပြေဘိုဘိုမိသားစုတို့၏ဓမ္မဒါယသာသနာစေတာကြောင့်တိုင်းတန်ဃာတော်သီလရှင်ယောဂီသူတော်စင်တို့အားအရုံစွမ်းစက္ကန့်လူထမ်းခြင်းအလူတော်မင်္ဂလာနှစ်ဖက်မိဘများအားယေရှုအမှုထား၍ဥဝံတော်မို့မို့သာမောင်ထက်အောင်လင်းမောင်စွမ်းပြေအောင်မေရီဘောင်ချက်ကျော်မိသားစုတို့၏ဓမ္မဒါယသာသနာစင်တာကျောင်းတိုင်းတန်ဃာတော်သီလရှင်ယောဂီသူတော်စင်တို့အားနေစွမ်းစက္ကန့်ခြင်းလူတော်မင်္ဂလာအခမ်းအနား၎င်းလူတော်မင်္ဂလာခမ်းနားနှင့်ဆက်လျက်၍ပြုလို့အထောက်ကြရသောဒါနကောင်းမှုကုသိုလ်ကံစေရနာစောင့်တည်ကြရသောသီလကုသိုလ်ကံစေရနာပွားများအထောက်ကြရသောဘာဝနာကုသိုလ်ကံစေရနာတို့ဆောင်ထိန်နိုင်ကြစေကုန်လောဖျားမှုရှိသောတန်ဃာတော်အရှင်သူမြတ်တို့ထံကပရိတရားတော်များနာယူကြည်ညိုကြမှာဖြစ်ပါတယ်။တို့ဖြစ်ပါ၍ကြွားရောက်ချီးမြှောက်တော်မူပါသောဓမ္မဒါယသာသနာစင်တာတိုက်အုပ်ဆရာတော်ဘုရားနှင့်တကွတန်ဃာတော်အရှင်သူမြတ်တို့ဖျားအလုဒါယကဒါယိကာမများနှင့်အတူကြွားရောက်လာကြသည့်အပရိသတ်ပေါင်းတော်ကောင်းတို့ဘေးရန်ကိစီရှင်နာဝိညုပရေဥပဝတေယောဒုခိနောဝါကိနိနောဟွန်တုသဗ္ဗတတ္တတတဝါသာဝရဝနဝတိတာဒီဃဝါယေဝမန္တာမိစီမာရတကလူကထုလာဒိဋ္ဌဝါယေဝအဒိဋ္ဌာယေဝလူေဝတန္တိနာသဗ္ဗတတ္တဝန္တုဒုခိတတနာကရောပရဏိကုတ်ဘေထာနာတိမိညေတာကတစီနာကိစီပြရောဒနာပရိကတိညာနိညာမိညာတာဒုက္ခမိတ်စေယ
မာတာယထာလိယံဗုဒ္ဓမာယုကာဧကဗုဒ္ဓမနုရခေဧဝံမေတဗ္ဗဗုတေတုမာနတံဘာဝယေအပရိပါဏံမိတိသာသဗ္ဗလောကသမေမာနတံဘာဝယေအပရိပါဏံဩဒ္ဓဒောသာတိရိယင်သာအာတံဘာရံအဝိရာမတပတ္တံဒိဋ္ဌံစရဏိသိနောဝါတေယနောယဝတ္တတဝိတမိတောဣဒံတတိအဋ္ဌိထေယဇမမေတံဝိဟာရမိတပါဟုဒိဋ္ဌိဇာနုပကမ္မာသီလဝါဒတတိနာတပန္နောကာမေတုဝိနိယခိတံနာဟိဇာဒုက္ခပတေယပုဏ္ဏရေတိဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏတံပန္နောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါပဂတောဘဂဝတ္တဓမ္မောတန်ဋိဋ္ဌိကောအဂါမိကောဧဟိပတိကောပါဏိကောပိစတံဝေတိတဘောဝေညုတိသောပတိပန္နောဘဂဝတောသဝကတံကောဥဇောပတိပန္နောဘဂဝတောသဝကတံကောညာယပတိပန္နောဘဂဝတောသဝကတံကောသာမိစေပတိပန္နောဘဂဝတောသဝကတံကောယရိဒံသတ္တာရိပုရိသယုကာနိအထာပုရိသပုဂ္ဂလာဣတာဘဂဝတောသဝကတံကောအာဟုနေယောဘာဟုနေယောဓက္ခိနေယောဣသတိကရဏီယောအနုတ္တရဘောကုသိုလ်ရှိတယ်နားနေကြတော့ဆရာတော်ကြီးတရားဝတ်ပြီးလို့ဒီနားမှာသင်္ကန်းတန်းစီကပ်တယ်နော်တိုးဝိပြီးတော့မကပ်ဘူးနော်အကုန်လုံးတန်းစီတယ်လို့အကုန်လုံးတယောက်ချင်းစီကပ်ရမှာနော်စီတန်းတာမဟုတ်ဘူးအဲ့ဒါလေးပေါ်ပေါ်လို့လေနော်ခါလေးတန်းစီတယ်တန်းစီချောင်းလို့မြန်မာတွေကအဲ့လိုချင်းချင်းကိုကုသိုလ်လို့လည်းအေးချမ်းချမ်းလေးနဲ့နော်အကုန်လုံးဝေးရနေလာကြတယ်ရောက်တရားတန်းရောက်တရားကပ်တယောက်ချင်းကိုကပ်ပြီးဆိုရင်ထွက်သွားတယ်နော်ဒီမှာထိုင်နေချိန်မှာအားရအောင်တော့ခုနကပ်တဲ့ချိန်ကျတော့ဘောရဲအားနောက်ပြီးနှောင့်နေတယ်ဟုတ်လားအဲ့ဒီကူးဆိုင်ကြတယ်နော်
လူဒန်းမှုကိစ္စများဆောင်ရွက်ခွင့်ပြုတော်မူပါဗျာဆရာတော်ဘုရားကြီးထံအဆက်စွာလူဒန်းနိုင်ရန်အတွက်ဆရာတော်ဘုရားကြီး၏ကပ္ပိယကာရကအဖြစ်ဥလဘောကဆောင်ရွက်ပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ယနေ့အလူရှင်များဖြစ်ကြပါသောမန္တလေးမြို့နေဒေါ်ဝင်းမင်းဤခေါ်မမီမီဒေါ်မြင့်မြင့်ဝေခေါ်မဝေဝေမိသားစုတို့ကကျေးဇူးတော်ရှင်ဘမကရုပ်ဆရာတော်ဘုရားကြီးအားတင်ငန်းနှင့်ဓမ္မပူဇာ350စက္ကန့်လူဒန်းပေးရန်ဖြစ်ပါတယ်အလူရှင်မိသားစုများကပင့်တန်တော်ဆရာတော်တစ်ပါးလျင်နဝကမ္မ9သိန်းကျပ်စီနှင့်အတူဤလရှင်ဆရာကြီးဆရာလေးတို့နဝကမ္မ9000ကျပ်စီလူရမ်းပါတယ်ဒါအတုအနုမောဒနာခေါ်ဆိုကြပါခင်ဗျာဆက်လက်ပြီးနေ့စွမ်းအလူရှင်များဖြစ်ကြပါသောနှစ်ဖက်မိဘများအာရည်စုအမှုထား၍ဥဝမ်းတော်မူတာမောင်ထက်အောင်နဲ့မောင်စွမ်းပြည့်အောင်မယ်ရီဘရောင်းချက်ကျော်မိသားစုကဆရာတော်ဘုရားကြီးအားဓမ္မပူဇာ10သိန်းကျပ်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးမန္တလေးမြို့နေဦးဆိုင်ဆန်နွမ်းဒေါ်စိန်စိန်အေးမိသားစုတို့ကဒေါ်စိန်စိန်အေးဤ62နှစ်ပြည့်မွေးနေ့ကုသိုလ်အဖြစ်ဆရာတော်ဘုရားကြီးအားဓမ္မပူဇာ320စက္ကန့်လူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးကွယ်လွန်သူမိဘများဖြစ်ကြသောဦးအေးဒေါ်ညွန့်ညွန့်တို့အားရည်စူး၍ဒေါ်ပြုံးဒေါ်မြစိန်မိသားစုတို့ကကျောင်း၌စေပညာရေးအလူတော်ငွေ9သိန်းကျပ်နှင့်အတူဖခင်ကြီးဦးမြင့်လိုက်အားရည်စူး၍မိခင်ဒေါ်ခင်ဆန်းရီအားအမှုထားကကိုကျော်ကျော်ကိုဝင်းကိုမတ်ရှုဝီကိုကျော်ခင်လိုက်ကိုစောမျိုးလိုက်မိသားစုတို့ကတော်တုစရမေသတိကျောင်းဆောင်အတွက်လူဒန်းငွေ9သိန်းပညာရေးအလူအတွက်3သိန်းတို့အားစုပေါင်းလူဒန်းပေးရန်ဖြစ်ပါတယ်ဆက်လက်ပြီးဥအောင်ပန်ဒေါ်ဝေမာသိန်းသမီးမဆုပန်မိသားစုတို့ကဓမ္မပူဇာ10သိန်းကျပ်လူဒန်းပေးရန်ဖြစ်ပါတယ်သာဓုသာဓုသာဓုဆက်လက်ပြီးဒေါ်ဆွေဆွေမြင့်မိသားစုတို့ကဆရာတော်ဘုရားကြီးဓမ္မပူဇာ10သိန်းကျပ်လူဒန်းပေးရန်ဖြစ်ပါတယ်ကွယ်လွန်သူကျေးဇူးရှင်ဖခင်ကြီးဦးထွန်းတင်အားရည်စူး၍အမေရိကန်ပြည်ထောင်စုနေတမီးဖြစ်သူမတ်တင်ချိုချိုအောင်ကိုတက်နိုင်ကျော်မိသားစုတို့ကဆရာတော်ဘုရားကြီးဓမ္မပူဇာ10သိန်းကွယ်လွန်သူဖခင်ကြီးဦးထွန်းကြည်ဖခင်ကြီးဦးကျော်မြင့်နှင့်မိခင်ကြီးဒေါ်ခင်လဒေါ်အိုးဝေတို့အားရည်စူး၍အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့နေဦးမိုးစောထွန်းဒေါ်ခင်ချိုမြင့်တာသူစွမ်းစောတူရိန်မိုးစောတမီးကျဲစင်မို့မိသားစုတို့ကဆရာတော်ဘုရားကြီးဓမ္မပူဇာ10သိန်းကျပ်နှင့်အတူဒေါ်တုဇနမေသရီကျောင်းဆောင်အလှူတော်ငွေ10သိန်းကျပ်ဥမမဝင်းဒေါ်ခင်နီလာသိန်းတောင်ကြီးမြို့မိသားစုတို့ကဓမ္မပူဇာ9သိန်းကျပ်မိဘများဖြစ်ကြသောဦးစိန်ဝင်းဒေါ်အေးကြီးတို့အားအမှုထားပြီး
ကိုအောင်တန်းလိုင်မဝင်းဝင်းမှာတာမောင်အောင်ထက်ခန့်ပိုင်မိသားစုတို့ကကျောင်းတိုက်စီးနှင့်ပညာရေးလူတော်ဝင်9သိန်းကျပ်နှင့်အတူယနေ့နက်နက်ခင်းကြွရောက်လာကြသည့်အပရိသတ်ပေါင်းသူတော်ကောင်းတို့အများပေါင်းစုလူတန်းသည့်ဓမ္မပူဇာ32သိန်း96,000ကျပ်တို့အားအရုံဆွမ်းအလူရှင်ဦးဆိုင်ကိုဟန်ဒေါ်တီရာမိသားစုနှင့်နေဆွမ်းအလူရှင်ဦးဝမ်းဒေါ်မိုးမိုးတို့ကအများပူဇာဆက်ကပ်လူတန်းပေးရန်ဖြစ်ပါတယ်ကျေးဇူးရှင်ဆရာတော်ဘုရားဆရာတော်ဘုရားကြီးဝတ်ကြားချင်းမြင့်တော်မူမည်အနုမောဒနာဩဝါဒတရားနာယူကြီးညိုကြပြီးယနေ့လူဒန်းမှုအဆုစုတို့ကိုရေဇက်သွန်းချအမျှပေးဝေလိုကြသည်ဖြစ်ပါ၍အနုမောဒနာဩဝါဒတရားနှင့်ရေဇက်ချတရားဟောကြားချင်းမြင့်ဆုံးမတော်မူပါယံဘုရားတပည့်တော်ခြေတော်အစုံဥခတ်၍ယိုသည်စွာလျှောက်ထားအပ်ပါသည်ဘုရား1386ခုနှစ်ကဆုလဝီကျော်7ရက်2021ခုနှစ်ဆောင်းလ2ရက်အရိဒဒေသကြီးပြုံးနေကြရဲ့အောင်ချမ်းသာရွာဓမ္မသာယသာသနာစစ်တာကျောင်း၌ဓမ္မဝိဇ္ဇာသဘာဓမ္မယုကျောင်းတော်ကြီးတွင်ဆင်းရဲပါပြုလို့အသည်မန္တလေးမြို့တော်ဝေမင်းအေခေါ်ပြီးပြီးတော်မြင့်မြင့်ဝေခေါ်ဝေဝေမိသားစုတို့ဤကျေးဇူးတော်ရှိပါဘုရားကျောင်းဆရာတော်ဘုရားကြီးအကန့်ထခြင်းတေကဗရာပူဇာလူတော်မင်္ဂလာခန္ဓာပြပါမြတ်ပြကြသောဥတန်လွင်တော်အေကြီးတို့မူတာ၍အဝေမျိုးဥဆိုင်ဘောတော်တိတာတာပေပြပို့ပေါ်ပိသာစုလို့ရောဇာစကလူတန်းနဲ့လူတော်မင်္ဂလာခန္ဓာနဲ့တပည့်ပြပြအာယေစုမူတာပြီဥဝံတော်မမူတာအောင်တဲ့အောင်လေးအောင်စပ်အောင်Biri bro, jajo kita seluruh lisan sekat udahnya. Saya saja lupa mengenalkan anumerana ne awaran ya. Ya sabya kudai fogede. Pada kama tu selalu. Bali dua pada kama. Tabaru jai, tete dia pada bukai salus. Lupa ya lah kama, palau ten nak lupa. Ada pada tidak order ada mata. Naik mata jaya. Ada. Lusana pertama saja apa lokama dudai lujenetia lenyuside era hone nama dia dudai isiosa jwa chama jene biso jenya ane so tathi ma phit da sa nai taw nai bဝမှာစိတ်ပြည့်နေကြညာဒါဒုစန္ဒတကူပဲဒါပဲအဲ့ဒီဒုစန္ဒကိုလူတိုင်းရနိုင်သလားလို့ဆိုမရဘူးဒီလိုမှစန္ဒမပြေကြသာဝတိစမပြေကြဘူးပစ္စည်းဥစ္စာ
ချိုးနေကြတယ်အဲ့လိုပုဂ္ဂိုလ်တွေနဲ့လောကမှာအများကြီးရှိတယ်ဆင်းရဲပွက်တည်ခြင်းလို့ခေါ်တယ်ဆင်းရဲပွက်တည်ခြင်းဟာကမ္ဘာကြီးမှာအများဆုံးပဲနိုင်ငံလေးနဲ့ပြောမယ်ဆိုလို့ရှိရင်လည်းချမ်းသာတဲ့နိုင်ငံရှိတယ်ဆင်းရဲတဲ့နိုင်ငံရှိတယ်ချမ်းသာတဲ့နိုင်ငံတွေကချမ်းသာတဲ့ဆင်းရဲတဲ့နိုင်ငံဆင်းရဲလူတွေကြည့်မယ်ဆိုရင်လည်းချမ်းသာတဲ့လူကချမ်းသာတယ်ဆင်းရဲတဲ့လူကဆင်းရဲတယ်ကမ္ဘာမှာဆင်းရဲသူနဲ့ချမ်းသာသူဘယ်သူကများတော့ဆိုလူတိုင်းကအတိမတ်ပြုတ်ပြီးတော့ကိုယ်ရှိသေးရှိစကားလူတိုင်းဖြစ်တာမှမဟုတ်တာနော်ဘုန်းကြီးတွေလည်းဘုန်းကြီးတွေကဘုန်းကြီးရမဝယ်ဘူးလို့ပြောမှာပဲသူ့တိုင်ဝိုင်းမှာဒီတိုင်းပဲနော်သူ့တိုင်ဝိုင်းထဲမှာကိုယ်ရှိသေးရှိဆိုတာဖြစ်ချင်ညာဒါဒုတိယဆန္ဒပဲအဲ့ဒါတော့တွေ့သလားလို့ဆိုဝယ်ယူလို့လည်းမရဘူးကြိုးစားလို့လည်းမရဘူးကိုယ်ရှိသေးရှိညာကအတိမတ်ပြုတ်လာတာတင်ပေါ်ကြကြဖို့အဲ့တော့ပိုက်ဆံနဲ့ချမ်းသာတဲ့ကိုယ်သိက္ခာလည်းရှိတယ်နောက်တစ်ပါးလို့ခြင်းသေးတယ်ကိုယ့်ကိုမေ့ကြည့်လိုက်ကြမ်းပါခြင်းနဲ့အသက်ရှိတယ်အသက်ရှိခြင်းနဲ့လူတိုင်းအသက်ရလာလို့ရှိရင်ဆုတောင်းကြတယ်သက်ရှိပါစေကြမ်းပါပါစေသက်ကြည်လာတဲ့အခါခုနတော့ထွက်လာတော့သိငါထွက်တဲ့ကမ္မပရိသတ်တွေသက်ရှိပါစေသက်ရှိပါစေဘယ်သူမဆိုသက်ရှိခြင်းညာတာပဲနော်အဲ့ဒါဒုစနာဆုတောင်းလို့ရလာလို့ဆုတောင်းရတယ်မရလူတိုင်းအားသက်ရှိကြပါစေလို့ဆုတောင်းနေကြတာနော်အဲ့ဒီအချက်ကလည်းဆိုင်ရာအကြောင်းရှိတယ်အဲ့တော့ဒီအချက်ရတဲ့ပုဂ္ဂိုလ်ကလည်းရခိုင်တော်အပြည့်နေပါတယ်သက်ရှိတဲ့ပုဂ္ဂိုလ်ဆိုရခိုင်တော်အပြည့်နေပါတယ်ငယ်ရွယ်နဲ့ပဲသိဆုံးသွားကြတာအဲ့တော့လူဘဝမှာညှော်နေချက်သုံးခုနော်သက်ရှိနေတယ်ဘာလို့စီဝါဥစ္စာတို့နဲ့ခြင်းနဲ့ကိုယ်ရှိခြင်းနဲ့အသက်ရှိခြင်းနဲ့ဒီသုံးခုဘဝမှာလုံလောက်သွားပြီဒါပေမဲ့နောက်ဆုံးညှော်နေချက်တွေတခုကြံနေသေးတယ်အဲ့နောက်ဆုံးညှော်နေချက်ကပါမနေ့ရလို့သိတဲ့အခါမှာကောင်းရသူတွေပုံရောက်ခြင်းဒါနောက်ဆုံးညှော်နေချက်ပဲလူဘဝအဲ့တော့လူတိုင်းမှာဒါရှိမှာပဲနော်သိရအောင်တော့ကောင်းရပုံတွေဘဝကိုရောက်ခြင်းအဲ့ဒါနောက်ဆုံးညှော်နေဟုတ်ပြီအဲ့ဒါတွေကအကျိုးတရားတွေလို့ခေါ်တယ်အကြောင်းရှိလို့ဖြစ်လာတဲ့အကျိုးတရားတွေလူတွေလူချင်းတဲ့အကျိုးတရားဒီမျိုးအဲ့ဒီမျိုးကိုဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းရှိတာလို့ဆိုမြတ်စွာဘုရားရှိတယ်ဒါလေးကိုမှတ်ဖို့လိုတာနော်ဟိုကတော့လူတိုင်းရှိတာပဲဟုတ်ပြီအခုပြောတဲ့စိတ်ဆန္ဒပြည့်ဖို့အတွက်ကိုယ့်ရင်ထဲမှာပါရှိရမယ်။ဘာလို့တဲ့လဲနော်အဲ့ဒါအရေးကြီးတယ်ဘာလို့ရမလဲလုံးတယ်ဆိုတာအခုချက်ချင်းတော့ဘယ်သူမှမရဘူး။ကောက်ဆွဲလေးစားခြင်းတော့3မိနစ်စောင့်နော်စောင့်ရမှာပဲလေလုံးတာတော့လုံးရမှာအခုလို့အခုဖြစ်တယ်လည်းခုမှမရှိဘူးနော်ပပတက္ကမလည်းရှိတယ်အခုရေတွေတူအခုရေကြီးတောက်ချင်မရဘူးအချိန်တစ်ခုတော့စောင့်အခုတပင်းဆိုင်တယ်အခုတီးဖို့ဆိုမှဖြစ်နိုင်အဲ့ဒါသာသာအခုတမင်ချက်တယ်အခုစားရမရသေးဘူးဆိုင်အောင်ဆိုင်တော့ဝဲတော့မှာပြီးတော့စောင့်ရတယ်ပေါ့လားတိုင်းစောင့်နေရတာပဲအဲ့တော့ချက်ချင်းကြီးဆိုပါတော့တော့မရဘူးလားဆိုရ
ဖို့အတွက်အချိန်တစ်ခုတော့စောင့်အောင်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီအကျိုးတွေကိုလိုချင်တဲ့ဆိုလို့ရှိရင်ဖြည့်ဆည်းပေးနိုင်တဲ့အကြောင်းတရား၄မျိုးရှိတယ်အဲ့ဒီပြောပါတော့နံပါတ်1ကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဝင်စားပြီးတော့မြတ်စွာဘုရားရဲ့အသိပညာကိုယုံကြည်တဲ့တတ္တရှိရမယ်မြတ်စွာဘုရားဆိုတာအမတ်တရားကိုဟောတဲ့ပုဂ္ဂိုလ်ပြောတာနော်ဘုရားဆိုတာမတ်တရားကိုဟောတဲ့ပုဂ္ဂိုလ်တခင်မှတဆူပဲပေါ်တယ်အဲ့ဒီမတ်တရားဟောနိုင်တဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်ကိုယုံကြည်မှုရှိရမယ်အဲ့ဒီယုံကြည်ခြင်းဟာဘာကိုယုံကြည်တာလို့ဆိုအသိဉာဏ်ကိုယုံကြည်သည့်အတွက်ကြောင့်အဲ့ဒီအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့စကားကိုလိုက်နာနော်ဒါဘုလို့တတ္တဆိုတာအရေးကြီးဆုံးပဲနံပါတ်1ယုံကြည်မှုရှိရမယ်ယုံကြည်မှလည်းလုပ်တဲ့တူတယ်အဲ့တော့နံပါတ်1ကတတ္တနဲ့ပြည့်စုံဖို့လိုအပ်တယ်ရှင်နဲ့မာသရာတရားရှိပြီးဆိုကုသကောင်းမှုတွေလုပ်ကြတယ်အပြည့်ပဲပြန်နော်နောက်တစ်ခုကပါတော့သီလကိုကျင့်တရားကောင်းထိသိဖို့လိုအပ်တယ်ကိုကျင့်တရားပြပြပြီးတော့ကောင်းတာကိုလုပ်ခြင်းမရနိုင်ကိုကျင့်တရားကောင်းဖို့လိုတယ်သီလသမ္မာဟုတ်ပြီယုံကြည်ခြင်းလည်းကောင်းတယ်သီလလည်းကောင်းတယ်အလိုလိုဖို့လိုတယ်လောကမှာကိုရတဲ့ပစ္စည်းဥစ္စာကိုလောကသားတွေနဲ့မျှဝေပြီးတော့ခံစားရမယ်ကိုတယောက်နဲ့သုံးမယ်ဆိုရင်လူတယောက်ဟာအပိုင်းစီတိုင်းဥပမာတစ်ခုကြည့်ခွေအုပ်ထဲမှာသီတာအောင်ပြောက်ပြမယ်ဆိုရင်အပေယူလေးတစ်ချောင်းပြစ်ထည့်လိုက်ခွေလေးကိုက်မကုန်ဘူးအကေရီတာညာဝီခံစားရမယ်ဆိုရင်ဖြစ်စရာအကြောင်းမရှိကိုရတဲ့ပစ္စည်းတွေကိုအလုံးနဲ့ညာဝီခံစားရတာစာကလို့ခေါ်တယ်နော်အဲ့ဒီစာကဆိုတာကိုမိသားစုအလိုက်ညာဝေခံစားရမယ်အဲ့ဒါမို့ဆိုရင်မိသားစုချင်းတော့မတည့်ဘူးမတည့်တာဖြစ်တတ်တယ်ညာဝေခံစားတတ်တဲ့စာကဆိုတဲ့နေရာစာကဆိုတဲ့နေရာအဝပြောရတော့ဆိုကိုယ်ရဲ့တာကြည်တတ်တဲ့ selfishness မရှိရဘူးပြောတယ်နော်ကိုကြိုးရှာသမားမဖြစ်ရဘူးအလုံးအတွက်ပဲကိုယ်တို့လုံးနဲ့အလုံးအတွက်ပဲအဲ့စိတ်ထားနိုင်ရမယ်လို့ပြောတာနော်စာကတိုက်တဲ့တော့ပြရမယ်ကျွေးရမယ်ရှယ်ရလို့ပါပဲကုမ္ပဏီတစ်ခုထောင်နေဆိုကိုတယောက်ရဲ့စားကြတော့မရတာဘုရားနဲ့ညာစားရတာပဲမဟုတ်လားအလုံးအပြတ်ဒီစားတော့ရတာညဝေချင်းလုပ်ဖို့ဆိုရင်ညဝေဖို့မလုပ်ဘူးဆိုလို့ရှိရင်အဲ့ဒီကုမ္ပဏီအမအောင်ပြမှုစီပွားရေးညဝေကိုတယောက်စားကြရအဲ့လိုဆိုရနော်စာကသမရာညဝေဘူးနဲ့နေရနောက်ဆုံးတစ်ခုလိုအပ်ချက်ကပါတော့ပညာသမရာအသိပညာတော့ရှိဖို့လိုအပ်တယ်အသိပညာဆိုတာသင်တာတဲ့ပညာတွေဘာဝင်ပေါ်တယ်ဘဝမှာစဉ်းစားရတဲ့အသိပညာဆိုလို့နော်ဘဝမှာစဉ်းစားရတဲ့အသိပညာဥမာပဲစီဝါရေးဆိုရင်စီဝါရေးပဲလို့ပညာရေးဆိုရင်လူမှုရေးဆိုရင်လူမှုရေးသူဆိုင်ရာအသိပညာတွေဆိုတာရှိတယ်စဉ်းစားတတ်ရတယ်အဲ့တော့အလုံးပေါင်းလိုက်တော့ခုနကအကျိုးလေးမျိုးစန္ဒပြေဖို့အတွက်ဒီလေးကိုဒါကအကြောင်းလေးကိုလို့ခေါ်တယ်အကြောင်းနဲ့အကျိုးအကြောင်းတော့မှအကျိုးရတယ်တမင်းချက်မှတမင်းကောင်းစား
ဆန်ကောင်းကောင်းချက်မှတမင်ကောင်းကောင်းစားချက်ကြတဲ့အဆန်ညဆိုရင်ညမှာပဲလေဘယ်ပဲဖြစ်ဖြစ်ကိုကောင်းတဲ့လို့မကောင်းတာဖြစ်တယ်ဒါအကြောင်းနဲ့အကျိုးဆိုတာဒီတိုင်းပဲနော်အကြောင်းနဲ့အကျိုးဆိုတာဒီတိုင်းရသော်ဗျာဟောတာလောကမှာရှိနေတဲ့အကြောင်းနဲ့အကျိုးဟောတာထွင်ပြီးတော့မဖြစ်နိုင်တာလေးပြောတာတခုမှမရှိဘူးနော်အဲ့တော့ဘုရားပြောတယ်ညောင်းနေချက်လေးရအောင်မြင်မှုတွေယုံကြည်ချက်ရှိရမယ်ကိုယ်ကျင်သီလကောင်းရမယ်နော်အလုံးနဲ့ရှယ်ရလုပ်ပြီးတော့သက်မွေးတတ်ရမယ်အသိပညာရှိရမယ်အဲ့တော့အသိပညာကနောက်ဆုံးအရေးကြီးဆုံးပဲလို့ခေါ်တယ်အဲ့ဒီအသိပညာရှိဖို့အတွက်တခါမလုပ်ရမလဲလူတွေကစေတညမလုပ်တုံသွားတဲ့စေတညမတုံမှုစေတညဆိုတာဘာတော့မလုပ်တဲ့နာမလုပ်မိဘူးမပြောတဲ့နာမပြောမိဘူးအဲ့ဒါစေတညလုပ်တဲ့နာကိုလုပ်ရမယ်မပြောတဲ့နာမပြောရမသိတဲ့နာဆိုတော့ကမှမရှိဘူးအလုံးအသိလို့ရမသိတဲ့နာဆိုတာလောကမှာမရှိဘူးသိတာအပြစ်မဟုတ်ဘူးပါကအပြစ်မပြောတဲ့နာပြောရင်အပြစ်မလုပ်တဲ့နာလုပ်ရင်အပြစ်လုပ်တဲ့မလုပ်တဲ့ခွဲခြားသိတာပညာဟုတ်လားလုပ်တဲ့မလုပ်တဲ့ခွဲခြားမသိလို့မလုပ်တဲ့နာလုပ်ရင်ဒုက္ခရောက်မှာပဲဘယ်သူပဲဖြစ်ဖြစ်မလုပ်တဲ့နာလုပ်ရင်ဒုက္ခရောက်မှာပဲနော်လုပ်တဲ့နာလုပ်ဖို့လိုတယ်အဲ့ဒီအပြစ်ကြကုန်တယ်အဲ့ကြတော့မလုပ်တဲ့နာကိုရှောင်ရမယ်လုပ်တဲ့နာကိုလုပ်ရမယ်အဲ့ဒီပြစ်ကြရှိဖို့အတွက်ပညာကိုဟန်တာတဲ့အရာတွေရှိတယ်အဲ့ဒါတွေကိုရှော့ချဖို့လုပ်တယ်ဘာတွေတော့ဆိုရင်လောဘကြီးလုံးတာရှော့ချဘယ်လိုပဲဖြစ်ဖြစ်လောဘကြီးလို့ရှိမရဘူးဈေးအောင်တာပဲဖြစ်ဖြစ်လောဘအပြတ်နဲ့သိယူလို့မရဘူးလေဟုတ်လားအပြတ်သိရကြတာနဲ့စွတ်တင်တာဘယ်ဝဝယ်မလို့ရှိရွှေစိတ်တက်လို့ထောင်းတယ်အပြတ်နဲ့သိယူလို့မရဘူးအဲ့တော့လောဘကိုရှော့ရမယ်နောက်တစ်ခုကဒေါသကိုရှော့လူတွေကဒေါသလည်းမရှော့နိုင်ဘူးလောဘလည်းမရှော့နိုင်ဘူးဆိုအောင်မြင်မှုမရနိုင်ဟုတ်လားလောဘကိုရှော့ရမယ်ဒေါသကိုရှော့ရမယ်နောက်တစ်ခုကောင်းတဲ့လူနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားမှုမရှိတဲ့ထုံထိုင်မှုကိုရှော့ရမယ်နောက်တစ်ခုကစိတ်မတည်ကြည်မှုစိတ်ပူပန်မှုတွေကိုရှော့ရမယ်ခေမကောင်းတဲ့အချိန်မှာတစ်ပြင်းကပါဖြစ်မလဲဆိုတော့ပါဖြစ်မလဲပူနေတယ်နော်ပူနေတာအဖြစ်မဟုတ်ဘူးပူနေခြင်းကြောင့်လည်းဘာမှမဖြစ်ဘူးပူနေမဲ့အစားကနေကဘာလုပ်လို့ရတယ်အကောင်းဆုံးကိစ္စတစ်ခုကဘာလုပ်လို့ရလုပ်လို့ရမယ်အဲ့လိုဘာမှလုပ်လို့မဖြစ်ဘူးပရိစိတ်လို့ရတယ်ဆိုစိတ်အောက်တာတစ်ခုလုပ်နေလိုက်ဟုတ်လားမဖြစ်နိုင်တာတွေတွေးပြီးတော့စိတ်ကူနေတာလည်းပဲအသိပညာတုံးရဲ့အကြောင်းပဲလုပ်ခဲ့ပြီးတဲ့မာတွေကိုတွေးပြီးတော့စိတ်ကူနေတာလည်းအဖြစ်မဟုတ်ဘူးအဲ့ဒါတွေတော့အရှိသေးတဲ့ကိုယ်ခန္ဓာကိုယ်ရမတွေးနေတာပြီးတာတွေပြီးသားသင်္ခါရပဲယူလိုက်မာရင်လည်းသင်္ခါရယူကောင်းတာဆိုရင်လည်းသင်္ခါရယူသင်္ခါရဆိုတာကိုယ်တွေဟာရှောင်းရဆောင်ရအတွက်မသားချက်တစ်ခုပဲလက်ဆင့်ခေါ်တော့ပေါ့နော်အဲ့ဒီကသာယူဖို့ပဲလုပ်ရမယ်ပြန်ပြီးတော့ပူပန်နေဖို့မဟုတ်နောက်တစ်ခုကကိုမသိတာနဲ့ပတ်သက်ပြီးတော့တန်တရားပွားပြီးတော့အလုံးမလုံးပဲနဲ့တရားမနေနဲ့ဆိုပါစို့နောက်ဘဝဆိုတာရှိတာဟုတ်ပါမလားနော်အဲ့တော့ဒီလိုတွေတော့နောက်ဘဝဆိုတာရှိရလားအဖြစ်ပါတော့ညဖြစ်ပါတော့တွေ့ဘူးနေတယ်အဲ့ဒါတွေမတွေ့နဲ့အခုကောင်းလုပ်နေခုလုပ်တဲ့အပေါ်မှာသာစဉ်းစားခုလုပ်တာကသူပြောင်းထိခိုက်သလားကိုယ်ထိခိုက်
တော့အားလုံးထိခိုက်တယ်ဒါပဲစဉ်းစားတဏှာတွေကိုစဉ်းစားတယ်ကိုယ်လည်းလမ်းပြီးတယ်မပြီးတဲ့အရာတွေကိုစဉ်းစားပြီးခေါင်းချုပ်နေခြင်းဟာချိန်ဖြုံခြင်းနဲ့ကိုယ်ဖြည့်ဆည်းပြနေခြင်းပဲဖြစ်တယ်ဟုတ်တယ်မလားဘာရအမှန်ပဲကောင်းရှောက်နေလို့ကောင်းကုန်နေမှရလို့ဆိုပေမဲ့ကျွတ်သွားမယ်တခြားကိုယ်ပါများလို့ရှိအဲ့တော့ကောင်းမရှုံနဲ့ဘာလို့ရမလဲရတယ်နော်ရတာပဲလုပ်ပြီးအကျိုးရှိတဲ့ຢာတွေလောကမှာအများကြီးပဲတခုလုပ်နေပြီအဲ့တော့အတိပညာရရှိဖို့အတွက်အပူတွေမစင်စားနဲ့လောဘမကြည့်လို့နဲ့ဒေါသမကြည့်လို့နဲ့စိတ်ဓာတ်မကြနဲ့နော်စိတ်တွေကိုစုစည်းစုပစီနိုင်ပဲနဲ့ပူလောင်မှုတွေမရှိသေးနဲ့တန်တရားတွေမထားနဲ့အဲ့ငါကိုအဲ့ဒီငါကိုဖယ်လိုက်လို့ရှိရင်စေတကြတာတို့ပေါက်လာပေါက်ရောက်လာတယ်နော်စေတကြထွက်လာအဲ့ဒီစေတကြခုနပြောတယ်ကောင်းတဲ့အကျိုးတွေကိုဖော်ဆောင်ပေးနိုင်တာပညာတပ္ပရာအဲ့ဒီပညာပြည့်စုံမှုရအောင်ဒါတွေကိုရှင်းထုတ်လိုက်ရနော်ဘာနဲ့ရှင်းထုတ်လို့ပညာနဲ့ပဲရှင်းစေတမှုနဲ့ပဲရှင်းထုတ်ပါလူလောကမှာတန်ရှင်းလို့တယ်ဆိုတာစိတ်ကိုစိတ်နဲ့ပဲတန်ရှင်းရတယ်ပြည့်မဲ့တန်ရှင်းလာကြတော့တပြည့်စီတို့ရေတို့စပြားတို့တခြားကြိယာတွေနဲ့တန်ရှင်းရတယ်စိတ်ရဲ့အကြည့်ကြကြတော့တပြည့်စီမလို့စပြားမလို့တော့တန်ရှင်းတဲ့ကြိယာဘာမှမလို့ဘာလို့စိတ်ကိုစိတ်နဲ့ပြန်ပြီးတော့တန်ရှင်းဒီလိုတွေးလို့စိတ်ပူရင်ကိုလိုတွေးလိုက်ပျောက်သွားပြီဥပမာပါတော့စေရေကြောင်ဖြစ်ပေါ်လာတဲ့ရှုံညုံကိုပါတဲ့စီရရေနဲ့ပဲစီရအဖြစ်ကတော့သူဖြစ်တာနော်ရေကြောင်ဖြစ်တဲ့ရှုံညုံကိုရေနဲ့ပဲစီချစိတ်ကြောင်ဖြစ်လာတဲ့သို့မဟုတ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ပူပန်မှုတွေကိုစိတ်နဲ့ပဲစီတရားသွားရှာမနေနဲ့ကိုယ်စိတ်တဲ့ကိုဒီလိုတွေးရင်စိတ်ပူရင်ကိုလိုတွေးပြောင်းတွေးလိုက်တော့သွားတာစိတ်ပူကြတွေးပူမှာပဲစိတ်အေးကြတွေးအေးတာပဲနော်အဲ့ဒါအဖြစ်ပဲတရားသွားရှာမနေနဲ့နော်စိတ်ကိုပြောင်းတွေးရသဗျာကိုယ်တိုင်ကိုအဲ့ဒီဒီကိုခေါ်တာလူတွေအားရပတ်စံနဲ့ဝယ်ရတာပေါ့ဘူးစူပါမားကတ်သွားရှာမနေတယ်မရဘူးနော်စိတ်ပူရင်ကိုယ်စိတ်ကိုပဲပြင်နိုင်စိတ်ပူတဲ့စိတ်ကိုကြည်လင်တဲ့စိတ်နဲ့စီကြောလိုက်တယ်တရားအရာကိုနှလုံးသွင်းနေလိုက်တရားအရာကိုစိတ်ဝင်စားနေလိုက်ဥပ္ပမှုတွေပြောင်းသွားလိုက်သူကဖယ်ထားလိုက်တာနော်အဲ့လိုဆိုလို့နော်အဲ့တော့ဟုတ်ပြီစိတ်ကိုစိတ်နဲ့စီကြောတန်ရှင်းလိုက်လို့စိတ်အကြည့်လေးပြတ်သွားပြီဆိုတဲ့အခါမှာလူလောကမှာဝတ္တရားရလို့အမဲ့ချက်တွေရှိတယ်ကိုရှာလာတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးမလုပ်နဲ့နံပါတ်1နော်ရသဗျာဟောတာအဲ့ဒီထီအောင်ဟောတာဟုတ်ပြီစိတ်ကိုစိတ်နဲ့ရှင်းလိုက်တော့စိတ်တွေကလင်းသွားပြီဆိုရင်မလုပ်နဲ့ကိုရှာလာတဲ့ပစ္စည်းတွေကိုလဲလိုက်နံပါတ်2ကိုရှာလာတဲ့ပစ္စည်းတွေကိုချမ်းသာအောင်နေမိဘတွေကိုချမ်းသာအောင်ထားသာသမီတွေကိုစင်ပြေအောင်ထားတတ်နိုင်ပစ္စည်းကိုကုညီအဲ့ဒါနံပါတ်1ကိုယ်အတွက်သုံးချမယ်မိဘတွေအတွက်သုံးချမယ်ဆွေမျိုးသားချင်းတွေအတွက်သုံးချမယ်မိတ်ဆွေသင်္ကာတွေကိုကုညီမယ်ဒါနံပါတ်1တော့အပဲချက်ပဲရတာတဲ့ပစ္စည်းအဲ့ဒီနေနဲ့ကိုယ်ရင်ကိုယ်ပါစေကောင်းတော့ကောင်းပြည့်တယ်ပစ္စည်းဆိုတာသိတဲ့ဥရှာတာမဟုတ်ဘူးတော့ဥရှာပစ္စည်းအသိတိုင်းကျရင်မှပဲပြီကျရင်တော့မှအခေါက်နဲ့က
ကရုကဆိုတယ်လည်းလို့နိုင်လိုက်မှရမှာမဟုတ်တကြွခုရဲထဲတော့ဖောက်ပြီးယူသွားတယ်အကြီးလေးပါလေကောင်းလေးထဲလိုက်ဖောက်ယူလိုက်တာရှိတယ်အဲ့ဒါနော်ခုကတော့ကရုကလည်းထဲမှာမဟုတ်ပါဘူးကြာကရုကလည်းစေးတက်အဲ့တော့ပစ္စည်းဆိုတာကိုနောက်ဆုံးထွက်တဲ့ရဟိုဘက်မှာကိုပိုင်တာတခုမှမရှိဘူးလောကမှာပိုင်တော့အဲ့တော့ကိုပိုင်နေတဲ့အချိန်မှာစီမံခန့်ခွဲရမယ်အဲ့လိုစီမံခန့်ခွဲကိုရှာတာတဲ့ပစ္စည်းတွေကိုချမ်းသာအောင်နေဖို့မိဘတွေကိုကြွေးပွေဆောင်ရှောက်ဖို့သာသမီတွေကိုကြွေးပွေဆောင်ရှောက်ဖို့မိတ်ဆွေတွေကိုညီဖို့အဲ့ဒီချက်ရစရာဟောတာဖျားဟောတာပြောတာတော့ဘုံပြောတာမဟုတ်ဘူးဘုံကဘာသာပြန်ပြီးတော့ပြောတာရှင်းပြတာကပထမအချက်ဒုတိယအချက်ကပါတော့ပြဿနာနဲ့လာလို့ရှိရင်ပြဿနာကောက်ွယ်ဖို့ဒီပစ္စည်းကိုတော့ဩပါရခုခေတ်ဆိုပြိုင်ကောက်ွယ်အစပြရတယ်လေအဲ့ဒါကောက်ွယ်တာပဲဥဒါတောင်းပေးလိုက်ဒီနာတောင်းပေးလိုက်ပေးခြင်းပေးမပေးခြင်းနဲ့ပေးကိကလေးဝါလုံးလေးနဲ့တောင်းလိုက်ပေးတာအဲ့ဒါမှအစပြတာတော့ဆိုရင်ကိုသွားခြင်းနဲ့တရားရောက်မှာမဟုတ်ဘူးအလုံးကိုစပြအောင်ပေးသွားနေတမြတ်စွာဘုရားဟောတာလည်းတော့ပါတယ်ခုခေတ်မှာတော့အောင်မေးနေနေနော်ဝါဒဂိတ်ကြီးအများကြီးပဲဝါဖို့တောင်းတဲ့ဂိတ်ကြီးပြောတယ်အဲ့ဒါတွေအများကြီးရှိတယ်လို့ပတ်စပ်ပြီးသွားမှအဆင်ပြေတာအဲ့ဒါဘာလို့ကိုရှာလာတဲ့ပစ္စည်းတွေကိုဘဝအဆင်ပြေဖို့အတွက်သုံးချခြင်းပဲဒါလည်းအသုံးချတာတခုပဲလေလို့ဆိုရင်ကိုပြဿနာဖြစ်နေပါပြီအဲ့ဒါလည်းပြေးတယ်အေးသွားပြန်ကျော်လွားအဲ့လိုကျော်လွားဒါတခုနှစ်ခုရှိနော်တတိယတစ်ခုကဘာလို့ဆိုရင်တရေဝင်ပေးရတဲ့ကိစ္စတွေအခွန်ဆောင်ရမယ်ဆောင်ရမှာပဲဒါလည်းအခွန်ပေးနောက်ဆွေးရည်မျိုးတွေကိုကြီးမှန်ပြီးတော့ကုသိုလ်လုပ်ဒါလည်းပုပ္ပပိတ္တပဏိလို့ခေါ်တယ်ဒါလည်းလောက်ရမှာပဲအိမ်မှာဒီယောဖလာပူဇော်တဲ့တတ်တွေရှိတယ်အဲ့ဒီတတ်တွေကိုလည်းပဲအမြဝေရပေးရကလောက်ဒါလည်းပဲတူတူပဲနော်အခွန်ဆောင်တာကရာဇပဏိလို့ခေါ်တယ်တတ်တွေကိုလူရတတ်တာဒေဝတာပဏိလို့ခေါ်တယ်နောက်ဆွေရည်မျိုးတွေကိုဝယ်တော့ကားတဲ့ပိုးပွားပြီးအထူးသဖြင့်တော့တရုတ်လူမျိုးတွေကလည်းဒီစသလုပ်နေရတာ ancestor worship ဆိုတာနော်ပိုးပွားပြီးပါတယ်ကြောက်တယ်ဆိုတော့ပွဲဟာဒါပဲရတဲ့ကလေးလောက်တာရှိနော်ပိုးပွားပြီးပါတယ်ကြောက်ပွဲအဲ့ဒီပွဲလို့ကသူကဒါလည်းပဲကိုပစ္စည်းကိုသုံးချပြီးတော့လူရကျေစုစတဲ့ပွဲပဲနော်အဲ့ဒါကိုဥပပိတ္တပဏိလို့ခေါ်တယ်။ညာတိပဏိစာကိုယ်ဆွေးမျိုးတွေတဲ့မပြည့်မစုံတဲ့ပုဂ္ဂိုလ်တွေကိုပေးကိုပေးဆွေးတဲ့အိလာတဲ့ဧည့်သည်တွေပါလေဧည့်သည်တွေပါလေရောက်လာရင်လည်းထိုက်တဲ့တော့ပေးအဲ့ဒါကလုပ်တဲ့လုပ်တဲ့တာလူရင်ကြည့်မှုရလုပ်တဲ့လုပ်တဲ့တာကိုပြောပြတယ်။တချို့နိုင်ငံတွေမှာဒါမလုပ်တော့ဘူးနော်တချို့နိုင်ငံတွေမှာဒါမရှိတော့တော့မရှိတော့အဲ့တော့ဒါကရင်ကျေးမှုတစ်ခုပဲနော်ရင်ကျေးမှုတစ်ခုပဲအဲ့ဒါကတတိယအချက်စတုဒ္ဒအချက်ကတော့ဘာလို့ကုလို့ဒါနကောင်းမှုပြုတာဒါဆေကတခါတသက်မှာတစ်ခါနှစ်ခါဝိနည်းတို့ဘာလို့ဒီလိုလုပ်တာတသက်မှာတစ်ခါဝိနည်းဆိုတာလေဟုတ်တယ်မလားဝိနည်းဝိလာဝိရဲ့စတသက်မှာတစ်ခါရှိတာလေအဲ့လိုကုသိုလ်ကောင်းမှုနဲ့လို့အဲ့ဒီနဲ့ကိုရှာတာတဲ့ပစ္စည်းတွေကိုသုံးချရမယ်အဲ့ဒါလို့ဆိုလို့ရှိရင်ဘ
ဝမှာကျင့်တတ်ဆရာကောင်းပြီကိုလုံတဲ့နာတွေလုပ်ပြီးပြီအလုပ်ကိုကျင့်တတ်ဆရာကောင်းတယ်လူအနေနဲ့လည်းဝတရားကြည့်တယ်ပစ္စည်းအနေနဲ့လည်းတကယ်ကိုစနစ်တကျအသုံးဆွဲခဲ့တယ်ဆိုတော့အမှန်တမ်းကိုကျင့်တတ်အားရစေတဲ့အချက်တွေပဲနော်အဲ့ဒါလေးအနှစ်ချုပ်ကိုပြန်ပြီးတော့မှတ်ရအောင်အနှစ်ချုပ်ပြန်မှတ်ပြီးလူစနာလေးကိုဖြစ်ချင်တဲ့အရာလေးကိုစီပါဝဇာတို့နဲ့ချင်းနဲ့ကိုယ်တရင်ရှိခြင်းနဲ့အသက်ရှိခြင်းနဲ့သိပြီးရင်ကောင်းရတဲ့ဒီကိုရောက်ခြင်းနဲ့ဒါပထမအဲ့ဒါပြည့်စုံဖို့အတွက်တတ္တသဗ္ဗရာယုံကြည်မှုနဲ့ပြည့်စုံရမယ်သီလသဗ္ဗရာကိုကျင့်တရားကောင်းရမယ်စာဂသဗ္ဗရာကိုယ်ရောက်တဲ့သုံးပဲဆိုရင်စိတ်ဓာတ်မရှိဘူးမြဝေသုံးသွင်းရမယ်ပညာသဗ္ဗရာလုံးတဲ့တာနဲ့မလုံးတဲ့တာခွင့်ချက်သိရမယ်ဒါကအကြောင်းလေးမျိုးပညာသဗ္ဗရာဖြစ်ဖို့အတွက်ပါရရှိရမယ်လောဘမကြည်လို့နဲ့ဒေါသမကြည်လို့နဲ့နော်စိတ်ဓာတ်တွေမကြနဲ့နောက်တကမပူပန်နဲ့လုပ်ပြီးတယ်မလုပ်ပြီးတာတွေနဲ့ပတ်သက်ပြီးပူပန်မနေနဲ့တန်တရားတွေဖြစ်မနေနဲ့အဲ့ဒီဟာငါးခုဖယ်လိုက်လို့ရှိရင်ပညာတိုးတက်သွားပြီပညာတိုးတက်သွားပြီးတဲ့အခါကိုရှာတာတဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးသုံးချတယ်ဆိုရင်ဒီကိုယ်အတွက်ကိုမိဘအတွက်ကိုမိသားစုအတွက်ကိုမိတ်ဆွေတွေအတွက်ကိုကြီးထောက်ပံ့ကြိုးပွေးတာဒါနံပါတ်1နံပါတ်2ကပြဿနာကြုံလာလို့ရှိရင်ပတ်ဆက်ပေးတာပေးဖို့လည်းထားရအောင်နော်ပေးတယ်ဆိုတာကိုပေးတယ်ကများတယ်အရင်ကတလားမှတည်းရပဲပေးတယ်အခုက every day ကပေးတယ်ဖြစ်ပေးတယ်အတွက်ထားဒုတိယတတိယကဘာလို့ဆိုလို့ရှိရင်ဝတရားရကိုယ်လာတဲ့အသေးပဲဖြစ်စေနော်ကြွေတာမွေးတာဒီကနာကိုယ်ဆွေမျိုးပြပါတဲ့ကိုယေရှုပြီးတော့ကိုယ်တို့ကောင်းဖို့ပြုတာမင်းဆိုရတာတွေကိုခွန်ပတ္တပေးတာအဲ့ဒီအလုပ်တွေကလည်းလုပ်အောင်နောက်ဆုံးတစ်ခုကဘာလို့ကုသိုလ်လုပ်အလုံးမမိသားတော့အဲ့ဒါစိလူဘွားကျင့်တဲ့ဆရာကောင်းပြီလို့မြတ်စွာဘုရားကပတ္တကမ္မသုတ်တံအဲ့ဒါဟောတာနော်ခုပါမဟုတ်မြတ်စွာဘုရားဘာလို့ဒါတွေကိုသိနေတာလို့ဆိုဘဝပေါင်းများစွာဖြတ်တန်းလာတဲ့အတွေ့အကြုံတွေရှိတယ်အဲ့ဒီအတွေ့အကြုံတွေကနေအကောင်းဆုံးရွေးထုတ်ပြီးတော့ပေးတယ်အဲ့ဒီတိုင်းလိုက်တာจิตတော့ပဲဆိုရင်ဘဝမှာအလုံးစပြည့်တော့မှာပါအစမပြည့်တဲ့အခါကျတော့လေသိခံပြီးတော့ကြော်ဖြတ်အဲ့ဒါဆိုဒါကြောင့်မြတ်ဗုဒ္ဓရဲ့ဆုံးမတဲ့ဒီပိပိဘဝကိုနေနိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရတဲ့ချရအောင်အလုံးကဲဆိုမယ်ဣဒံမေပုံညာဒိဗ္ဗတတပိစေယောဟောတုယနေ့ယခုအထုပ်ပြုလုပ်ကြရသောသိက္ခာဝရပူဇာကထခြင်းအလုတော်မင်္ဂလာအရုံစံစကခြင်းအလုတော်မင်္ဂလာနေဇံစကခြင်းအလုတော်မင်္ဂလာတို့ကိုကျင့်ပါပြုလို့ကြပါကုန်၏ကြွရောက်ချီးမြှောက်တော်မူကြသောသံဃာတော်အရှင်မြတ်တို့၏မျက်မှောက်၌တရဏဂုံသီလကိုစောင့်တည်ကြပါကုန်၏ပရိတယအနုမောဒနာဩဝါဒတရားတို့ကို
နာယူကြပါကုန်၏သံဃာတော်ရှင်မြတ်တို့အားသင်္ကန်းစားရှိသောတတ္တဗဝတ္ထုတို့ကိုဒုဓမ္မကုန်၏စံခဲဝဲပေါ်စဉ်အာဟာရတို့ကိုဒုဓမ္မကုန်၏ကျောင်းအတူပညာရေးအတူစေပစ္စည်းအတူအတူတို့ကိုဒုဓမ္မကုန်၏ဝတ္ထုမွေတို့မှာဖြစ်ပေါ်လာသောရည်ညွှန်းရာပစ္စည်းတွေပါကုန်ဒုဓမ္မကုန်၏သာသနာတွင်ဝင်သီလရှင်ဆရာတို့အားဒုဓမ္မကုန်၏သိတွဲကာလအခါသမယဝင်တတ္တဗဝတ္ထုအစုစုတို့ကိုဒုဓမ္မကုန်၏ဝတ္ထုဝေတို့မှာဖြစ်ပေါ်လာသောပစ္စည်းတွေပါကုန်ဒုဓမ္မကုန်၏ဓမ္မပူဇာတရားတော်ကိုပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဘုရားကကိုအမိအဖအဖို့ဘွားဆွေမျိုးညာတိတို့အားကုသိုလ်များဝေငါပါကုန်၏သာသနာတော်ဆောက်တဲ့လောကဆောက်တဲ့တို့အားကုသိုလ်များဝေငါပါကုန်၏ယူရတော်တို့နေထိုင်ရာမြို့ရဒေသတို့၌ရှိကြကုန်သောဗပေါင်းတို့အားကုသိုလ်များဝေငါပါကုန်၏ဒီကြောင့်၌အတွင်၌ရှိကြကုန်သောဗပေါင်းတို့အားကုသိုလ်များဝေငါပါကုန်၏32ဘုံကျင့်နေကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်များကိုယ်စီရကြကုန်သည်ဖြစ်ပြီးကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းကုသိုလ်အမြယူတော်မူကြပါကုန်လောခြားရောက်ချင်းမြောက်တော်မူပါသောကျေးဇူးတော်ရှင်ပပခချုပ်ဆရာတော်ဘုရားကြီးနှင့်တကွတန်ဃာတော်ရှင်သူမြတ်များဧပရိသတ်ပေါင်းသူတော်ကောင်းတို့ခမညာယနေ့နန္ဒခေဆင်းရင်ကျင်းပပြုလုပ်အပ်သည့်အခမ်းအနားကိုဗုဒ္ဓသာသနာစိရန်တိတ်တုသုံးညရွတ်ဆိုပြီးအောင်မြင်စွာပြီးမြောက်ကြမှာဖြစ်ပါတယ်ဘုရားဆရာတော်ဘုရားကြီးအားသင်္ကန်းအစရှိသော